မက်အရာတိဆောက်ထားတဲ့ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးရှိတဲ့နေရာရုပ်ပွားတော်မြတ်ကြီးနဲ့အတူကက်လျက်တိဆောက်ထားတဲ့အစာအုပ်တစ်ခုဒီနေ့မှာတော့ရန်ကုန်နေပြီးတော့အမြန်လန်15မိုင်နဲ့9ဖားလုံးမှာတည်ရှိနေတဲ့စူတောင်းပြေရွှေပြည်ဖျားရှိကိုတွားရောက်ပြီးတော့ဖူးမြော်မှာပဲဖြစ်ပါတယ်ဆိုတော့ထက်နဲ့အတူတူအဆုံးနဲ့ထိလိုက်ကြည့်ပေးအောင်နော် Days of my life mini blog ပိုင်းထက်စူတောင်းပြေရွှေပြည်ထိုင်တော်မူမြတ်စွာဘုရားကြီးရဲ့တမိုင်းကြောင်းကိုအကျယ်တဝင်းမသိပေမဲ့ဗဇက်ပြောစကားအရာကြားဘူးနာဝရှိထားတာကတော့ဒီဘုရားကြီးကအိမ်မက်အရာတည်ထားတယ်လို့သိရတယ်ဒီဘုရားကြီးညံတော်က144ပေတောင်မှအမြင့်ရှိပြီးတော့မှဒီတခြားပေါ့နော်ထိုင်တော်မူရုပ်ပွားတော်မြတ်တွေထက်ထူးခြားတဲ့အရာတစ်ခုကဘာလဲဆိုရင်တော့ဒီဖရားကြီးရဲ့အနောက်ဘက်မှာဒီအထက်မြင့်အစာအူပေါ့နော်ခုနှစ်ထပ်မြင့်တဲ့အစာအူကကက်လျက်တိဆောက်ထားတာကဒီဖရားကြီးရဲ့ထူးခြားချက်တစ်ခုဖြစ်ပါတယ်တက်လို့ရတမီးတို့အရင်လာတော့မတက်ရဓာတ်တိုးရောက်သွားတဲ့အချိန်ကနေ့လယ်2နာရီခန့်ဖြစ်ပြီးတော့ဒီဖျားဖို့ပြည်သူတွေကတော့တိတ်မရှိဘူးပေါ့နော်ဒီမှာအရန်ကိုမှကြီးညိုစရာကောင်းတဲ့မြင်ကွင်းလေးတစ်ခုပါအရန်ကိုတက်ပယ်နေရပဲเนาะဆိုတော့ဓာတ်တို့ဒီဖျားကြီးအထဲထဲဝင်ပြီးတော့မှဖူးမြော်မှာဖြစ်တဲ့အတွက်ထန်းတဲ့အတူတူအဆုံးနဲ့ထိလိုက်ကြည့်ပေးခဲ့ပါအောင်เนาะဒီထဲမှာလည်းဒီပေါ့နော်ဖျားတွေရှိတယ်ဒီဖျားတွေကိုပန်းလေးတွေလှူလို့ရပါတယ်ဒီမှာဆိုဒီအိုးလေးတွေနဲ့တပြေပန်းလေးတွေလှုပ်ပေးထားတယ်ပေါ့နော်တက်အိုးဟိုမှာ900ပဲပေးရတယ်ဆိုတော့အကြိုက်လှူလို့ရတာပေါ့နော်ဒီအထဲထဲမှာတော့တော်တော်လေးကိုတော့ကျယ်တယ်ပေါ့နော်အရန်ကိုလည်းတက်ပယ်ပါတယ်ဖျားတွေကပေါ့နော်တဲထဲမှာဆိုဒီလိုပန်းအိုးလေးတွေဒီလိုမျိုးလေးတွေလှူလို့ရတယ်ပေါ့နော်ဒီမှာကအဋိဋ္ဌံကြောက်တုံးရှိတယ်ကိုတိုင်တယ်ပြီးတော့မှအဋိဋ္ဌံလို့ရပါတယ်ဒါကတော့ထပ်ထုတ်တာအပေါ်တက်တဲ့လေကားဖြစ်ပါတယ်ဒီကားပေါ့နော်ဖျားကြီးရဲ့အနောက်မှာရှိရဲ့အစာအူကြီးဆိုတာကဒီလေကားနေတက်သွားပြီးတော့ဒီဖျားကြီးရဲ့ကိုယ်ထဲကိုဝင်ကြည့်လို့ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့သူကစောက်ထားတာဖြစ်ပါတယ်ထပ်တို့ပထမတစ်ခါဒီဖျားကြီးကိုလာဖိုးတဲ့အချိန်ကတော်တော့ကြာပြီပေါ့နော်မမှတ်မိတော့အဲ့ချိန်တော့ဒီအစာဦးတွေမရှိဘူးဒီထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးပဲဒီတိဆောက်တာဖြစ်ပြီးတော့နောက်ပိုင်းကျမှဒီနောက်မှာဒီလိုအစာဦးပေါ့နော်ဆောက်တာဖြစ်တယ်ဒါပထမတက်ပါပထမတက်မှာလည်းဒီလိုပန်းအိုးလေးတွေနဲ့ဖျားတွေနဲ့နောက်ပြီးတော့ဒါကပလင်တစ်ခုလည်းရှိတယ်ဆိုတော့ဒီမှာကဒီဖုန်းကြီးတွေတရားဟောတာတို့ဘာတို့ပြုလုပ်လေးရှိတယ်လို့ထင်မိရပေါ့နော်တိတ်တော့တေချာတော့မသိဘူးပလင်ရှိရဆိုတော့တရားဟောတဲ့ခန်းမှာဖြစ်မယ်လို့ထင်မိရပေါ့နော်ဒါပထမတက်ပါဒါတို့အခုဒုတိယတက်ကိုဆက်ပြီးတော့တက်ကြည့်ပါမယ်ဒုတိယတက်ကိုတက်လိုက်ပြီဆိုတာနဲ့ထပ်တို့ဘာခံစားရလဲဆိုတော့လေဒီဖျားကြီးရဲ့ကိုယ်ထဲကိုကရောက်နေတယ်လို့မျိုးခံစားချက်ကြီးစဖြစ်တယ်ဒီမှာဆိုဒါဖျားကြီးထွင်းထူထားတဲ့အဲ့လိုအရာမျိုးတွေမြင်နေရတယ်ပေါ့နော်ဒါဆိုရင်ကြည့်ရတာဒီတင်မဂရီထိုင်နေတဲ့အပိုင်းကိုရောက်လာတာဖြစ်မယ်ပေါ့နော်အဲ့ဒီခံစားချက်ကြီးကတစ်မျိုးပဲထပ်တော့လေဒီဖျားရဲ့ကိုယ်ထဲဝင်နေရတဲ့ခံစားချက်ကြီးမျိုးရတော့လေတိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်အဆင်မပြေနေဘူးပေါ့နော်
အဲ့လိုခံစားရတယ်ပေါ့နော်ဒီအစာဦးကိုဘာအတွက်ရည်ရွယ်ပြီးစောက်ခဲ့လဲဆိုတော့တိတ်နားမလည်ဘူးပေါ့နော်ဘာကြောင့်စောက်တာလဲဆိုတော့နားမလည်ဘူးဒီအောက်ပိုင်းကတော့ထားလိုက်ပါတော့နော်ဒီလိုအထက်မြင့်ကြီးတွေစောက်တာဘာရည်ရွယ်ချက်နဲ့စောက်တာလဲပေါ့အဲ့ဒါကိုအရန်သိချင်တာပေါ့နော်ဟုတ်ပါဘယ်လိုလဲမဝဲနာမတက်တော့တက်တယ်ရှောက်သွားပြီမပြောရကြောက်တယ်နားမထောင်ဘူးမရဘူးလို့နောက်တစ်ခုကလေအပြူသဘောလေးနဲ့ပြောကျင်တာလေးတစ်ခုရှိရင်အဲ့ဒါဘာလဲဆိုတော့အတွဲတွေပါပေါ့နော်ဒီမှာအခုလဲမြင်တွေ့ရတယ်လို့ပဲဒီဖျားကြီးရဲ့ဒီအစာဦးတွေပေါ်မှာဆိုလို့ရှိရင်လူသိမ့်မရှိဘူးပေါ့နော်လာပြီးတော့ဒီလူသိမ့်မရှိဘူးဒါတော့မှထပ်ထုတ်သွားတဲ့နေရာစနေနေ့ပေါ့နော်ဒါအများပြည်သူအစိုးရပိတ်ရက်နေ့မှာသွားရတော့မှလူသိမ့်မရှိတာဖြစ်တဲ့အတွက်နောက်ပြီးတော့ဒီအစာဦးဆိုတာကဖျားကြီးရဲ့ကိုယ်ထဲကိုဝင်နေတယ်လို့ခံစားချက်မျိုးရစေတာလည်းဖြစ်တယ်အဲ့အတွက်ကြောင့်မို့အတွဲတွေအနေနဲ့ပေါ့နော်ချင်းတွေ့တဲ့နေရာမျိုးဆိုပြီးတော့တတ်မှတ်ပြီးတော့မဖွင့်မရမလုပ်ကြပါနဲ့လို့ပဲဒီဗီဒီယိုလေးကနေတောင်းဆိုချင်ပါတယ်အပြူသဘောဆောင်တဲ့ရည်ရွယ်ချက်နဲ့ပြောပြတာပါအဲ့တော့ထပ်တို့ဒါပြန်ဆင်းခဲ့တာပေါ့နော်သူကအတက်ကတက်အစင်းကတက်ပေါ့နော်အဲ့လိုဆိုတော့ထပ်တို့ဒါပြန်ဆင်းလာခဲ့ပါပြီဆိုတော့ထပ်တို့တွေကဟိုးပေါ်ထီလည်းမသွားကြည့်တော့ဘူးပေါ်မှာအရမ်းမှောင်ပြီးတော့တက်ယူချက်တယ်လို့ဖြစ်တာရဲ့ပြီးတော့ဖះကြီးရဲ့ကိုယ်ထဲကိုဝင်နေတယ်လို့မျိုးအဲ့လိုခံစားနေရတိတ်မကြိုက်တော့ပေါ့နော်တိတ်မကြိုက်တော့မဝင်ခဲ့တော့ဘူးမှောင်တာလည်းမှောင်နေရဖြစ်တဲ့အတွက်ဒါပြန်ဆင်းလာခဲ့ပါတယ်ဓာတ်တယောက်တည်းရဲ့အမြင်အရလေပြောရမယ်ဆိုဒီအစာဦးကိုအရန်သဘောမကျနိုင်ဘူးပေါ့နော်ဒီစောက်တဲ့သူတွေဒီဖျားတဲပြီးတော့ဒီအနောက်မှာစောက်ဦးထဲစောက်တဲ့သူတွေကဘာရွယ်ချက်နဲ့များစောက်ခဲ့တာလဲဆိုတာအရန်သိချင်ပါတယ်အကယ်၍သိရတဲ့သူတွေရှိမယ်ဆိုလို့ရှိရင်လည်းကိုမန်လေးမှာမှတ်သွားနိုင်ပါတယ်နော်နောက်ပြီးတော့ဒီမှာပေါ့နော်ရက်ကန်းစင်လိုမျိုးပေါ့နော်ဒါရက်ကန်းစင်တွေထားတဲ့နေရာကိုတွေ့ခဲ့ရတယ်ဆိုတော့ဒီမှာကမတိုးတင်ငန်းရက်လုပ်တဲ့ပြိုင်ပွဲတွေပါပြီးနှစ်စဉ်နှစ်တိုင်းကျင်းပလေးရှိလာတော့မသိဘူးပေါ့နော်ထပ်တို့ဒီမှာတွေ့ခဲ့တဲ့ကလေးလေးတွေကမိဘမဲ့အကြောင်းကကလေးလေးတွေပါတဲ့တောသေးတန်းလေးလည်းရှိရဆိုတော့ထပ်တူအကြီးတောသေးတန်းလေးမှာသွားပြီးတော့ဆက်စုကြတာပေါ့ကွယ်သွားပြီးတော့ဆက်စုတယ်ဝယ်တယ်ပေါ့နော်ဒီမှာဆိုရင်ကြံရီတောက်ချင်လို့ဆိုပြီးတော့ဒါသွားဝယ်တောက်တာပေါ့နော်ဈေးကလည်းအရန်မကြီးဘူးပေါ့နော်ကြံကလည်းတော်တော်လေးကိုချိုးပါတယ်ဟိုကကျွဲကောသိရတော့ဈ
ဈေးတန်းရတော့တော်တော်လေးကိုရှည်တယ်ပေါ့နော်ဟိုးဘက်နောက်တွေတော့ထပ်တော့မလျှောက်ခဲ့ရဘူးပေါ့နော်နေအရန်ပူနေတဲ့အချိန်ကြီးဆိုတော့ပေါ့နော်ဒီအနီးနားမှာပဲပေါ့နော်ကိုစားကျင်တဲ့ဟာလေးတွေ့တော့ဝင်ပြီးတော့ဝယ်နေပေါ့နော်ဝယ်ပြီးတော့မှဒါရိုက်ပြထားတာပါဟိုးနောက်ထိရှိရပေါ့နော်ဈေးတန်းကတော့ဟိုးနောက်မှာဘာတွေရလဲတော့ထပ်တော့မကြည့်ခဲ့ရဘူးပေါ့နော်ဒီအနားတစ်ဝိုက်ပဲနေအရန်ပူတာဖြစ်တဲ့အတွက်ကြောင့်ဒီအနားတစ်ဝိုက်မှာရှိတဲ့ဟာလေးတွေကိုပဲရိုက်ခဲ့တာပါ3လုံးကားတော့မှတန်တာပေါ့နော်ဒီဘူလီလေးဖြာနာအထဲမှာကြက်ကြီးတွေအများကြီးလိုပဲကြက်ဘူးလားကြက်ဘူးလားတလုံးမဲ့ခွာပြီတကယ်လဲညာမယောင်းပေါ့နော်တော်တော်လေးကိုချိုပြီးတော့မှတော်တော်လေးစားကောင်းပါတယ်။ဒါဘယ်လိုရောင်းတာ။လေရေကျမလေးတွေ9000ရှိတဲ့တဲ့ဒီမှာ9000တတောင်းဒီလိုပဲနော်ဒီမှာအမီဒီချက်အကြီးတွေပါရှူတယ်ဟုတ်လားရိုးကကြော့ခန်းကြီးကကြည့်တယ်လေဘုတော့စားမလို့ဒီလေးမနက်ကပြုတ်လောက်တာထုတ်ထားတယ်ငါချင်းလည်းရှိတယ်လေဒီမှာအကုန်ရှိတယ်ဟိုဝင်ပြန်ကြောအောင်ပါကြောရမလို့လို့တယ်တခြားမလားအားစားရုံမဖြစ်ဒါလေးကနေဒါလေးက2500ဒါလေးက4000ဒါလေးက9000ဒီတဲ့တခြားမှာရကြမှာရိုးကြည့်ရတယ်ဟိုဝယ်တော့3500အားလေးက3500ဒါလည်းဘယ်လိုလဲဘာလို့ကြည့်နေလဲကြတော့ရေစစ်စစ်ပြီးရေပဲတော့လေရေတွေမှာပဲဘယ်မှာရှိလဲဟာဆက်အဲ့ဘာကြီးလဲပေးတယ်ကတဲ့ပြီတို့ရှင်ကောင်းတယ်တဲ့ဟာလားဟိုဘက်မှာရှိသေးတော့ဒီဘက်မှာပါဟိုဘက်ထိရှိရဟိုဘက်မှာလည်းဈေးတန်းရှိမိုက်ကြီးဖရားကြီးရဲ့သမိုင်းချောင်းတည်ဖရားကြီးရဲ့သမိုင်းချောင်းကိုပြောပြတယ်ဘူးပြောနေနည်းနည်းလေးပြောပြသိကျင်လို့ဖရားကြီးကဖုန်းကြီးအိမ်မဲပြနေတယ်ဟိုကလေစောက်ထားတယ်ထားတာဟောဖုန်းကြီးလားဖုန်းလားဖုန်းကြီးအိမ်မဲရနေစောက်ဟုတ်လားထားတာပါဒီမှာလေးဒီမှာဘလုံးပြလိုက်ညီမလေးကိုဘလုံးအမေကထီးရုံတိုင်းထားခဲ့ဒီဖျားကြီးရဲ့အရှိနာလေးမှာပေါ့နော်ငကယုံဖျားတဆူလည်းရှိပါသေးတယ်ထပ်ဗီဒီယိုရိုက်တဲ့အထဲမှာတော့ပါမလာဘူးပေါ့နော်
ဗီဒီယိုမရိုက်မိရဖြစ်တဲ့အတွက်ဒီမှာပုံလေးနဲ့အားလုံးတွေ့ရအောင်လို့ဖုံးမြော်လို့ရအောင်လို့ပြပေးထားပါတယ်ဒီဗီဒီယိုထဲမှာထပ်ပြောထားတဲ့အကြောင်းအရာတွေထဲမှာအမားတွေရှိနေမယ်ဆိုလို့ရှိရင်လည်းအပြစ်မမြင်မဲနဲ့ခွင့်လွှတ်ပေးပါလို့ပြီးတော့ဒီဖျားကြီးနဲ့ပတ်သက်ပြီးတော့မှဒီဘာကြောင့်မလို့ဒီလိုအစာဦးနဲ့တွဲပြီးတိဆောက်ထားရလဲဘယ်လိုမျိုးဒီဖျားကြီးဖြစ်ပေါ်လာလဲဆိုတာကိုတမိုင်းကြောင်သိရသူတွေအနေနဲ့လည်းဒီဗီဒီယိုလေးရဲ့အောက်မှာ comment လေးမှတ်ခဲ့ပေးပါအောင်เนาะဒီဗီဒီယိုလေးကိုအစအဆုံးကြည့်ရှုပေးတဲ့သူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ထုံးစံတိုင်းပဲဒီဗီဒီယိုလေးကိုရိုက်ကူးရတဲ့ရည်ရွယ်ချက်ကတော့ဒီပေါ့နော်15မိုင်9ဖာလုံးဒီစူတောင်းပြေရွှေပြည်ဖျားကိုလာရောက်ဖူးမြော်ခြင်းပေးမယ်ရက်ဝေးရသူတွေအနေနဲ့မဖူးမြော်နိုင်တဲ့သူတွေအတွက်ဒါရိုက်ကူးခဲ့ရခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်